ကြီးကြောခေါ်တယ်ဆိုလို့ ဟုတ်တယ်ဒီလိုဘုံမသွားတာကြီးကွာဒီဒါရောပါရင်ကောက်ခံနေဟာဒီလိုကလုတ်ပြပြီကွာဟုတ်ပါဟုတ်ကဲ့မင်းပြီးရမှာမပြီးကြဘူးဖြစ်ဒီနေ့မှငါလည်းရုံးအောင်ပေါ်ပြီးတော့ကျိတ်ခံရအောင်အဲ့ကူကပုံစံလေးတွေဒီလေးကူကရဆုံးမှုတောင်းနေတယ်ပြောတယ်ဝီကင်းကြောက်ကြဝဲလုတ်နေတယ်ကြာအဲ့တော့ပြောငွေကြီးဟို အခုကဟိုဥစားဦးကြီးရဲ့ဥစားတစ်လောက်ဘယ်လောက်ကောက်တာ တော့၄တောင်း တစ်လား၄000ကိုကျွန်တော်ပြောပြဟိုဦးကြီးတို့ပထမအစည်းအဝေးတုန်းက တလားမလို့လက်နေကောက်တော့မှာဒါ သူကတူခေါ် မင်းလည်းပြည်နေမင်းတို့ရှိပါဘူး ဘယ်16တော့ကို ဆက်ကြောက်တော့ဆက်ကွန်တော့ကောက်နေရအခုဆက်ကွန်တော့ကောက်နေ အခုကကျွန်တော်ကပြောတာကျွန်တော်တို့ကပြောတာကျွန်တော်အိမ်မှာဆိုမိသားစု9ယောက်ရှိတယ်မိသားစု9ယောက်ရှိတယ်ចောင်းသားတွေလည်းရှိတယ်ဒီတစ်လောက်4000ဆိုတော့ပုံမှန်ဆိုလို့ရှိရင်တစ်လ4000ဆိုကျွန်တော်တို့မှလည်းစားဖို့နေရတော်တော်ခက်ခဲနေတဲ့အချိန်ဒါကျွန်တော်တင်ပြတာကို ပြမယ်လားတော့အခုဖြစ်တဲ့ပြဿနာမထည့်ရဘာမှမဖြစ် ပြီးတော့ ဘူးဆက်မထည့်လဲဘာ ကျွန်တော်လည်းမထည့်ဘူးလို့ပြောတဲ့စကားတစ်ခုမှမပါဘူး ပြမယ်လားတော့လို့နားမလဲတာလည်းပါဆိုစစ်မှုကပတ်စံကောက်နေတာမဟုတ်ဘူးကျွန်တော်တို့ကလူပဲလူပတ်စံကောက်တာမဟုတ်ဘူးသူကလူပဲလူကျင်တိုးတော်ညာလဲအော်သူသားသမီးတွေကိုသားသမီးမထည့်နိုင်ဘူးမထည့်ခြင်းဘူးမထည့်ခြင်းတဲ့အတွက်ကြောင့်ငားဖို့အတွက်ကြတအူးလေးကနေတိတ်ရလို့ဒီမှမတက်နိုင်မတက်နိုင်တဲ့ခါကျတော့အားလုံးစုပြီးတော့ကောက်ပြီးတော့သူကတန်းငားပေးရ ဟုတ်တယ်ကျွန်တော်သဘောပေါက်တယ်အဲ့ဒီအထီးကိုကျွန်တော်သဘောပေါက်တယ်ကျွန်တော်နားလဲတယ်အဲ့လောက်အထီးကိုကျွန်တော်သဘောပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့4000ဒါကျွန်တော်16နှစ်ပြည့်ပြီးလူတွေဒါ4000 16နှစ်မပြည့်တဲ့ကျန်တဲ့လူတွေကပြည်သူမဟုတ်ဘူးလား တော့အဲ့လားကျွန်တော်သူကအခုလက်ခံလို့ရမယ်သူကအတိုင်းမှာ ဟုတ်ကျွန်တော်ဘကိုးမှာလေကျွန်တော်တွေ့ဘူးတယ်ဘကိုးမှာဘကိုးတန်ထက်ပင်လိုနေရာမျိုးဆိုလို့ရှိရင်တရက်ခွက်လုံးတိန်ကို1000ဆို1000 တူကမင်းအဲ့ဒါမင်းကချက်ပြောနေတာတော့ပါလေ1000 ဟုတ်ကျွန်တော်ဘလူးနဲ့စကားပြောရမှာ ပြောရမှုဝေး ကျွန်တော်ဘလူးနဲ့စကားပြောရမှာအုပ်ကြီးနဲ့စကားပြောရမှာအကုန်နဲ့စကားပြောရမှာ အောင်းတယ်ပြောလို့ရတယ်လေ ဒါလည်းနိုင်ဘူးတွေပဲညာဘူးတွေပဲ ဒီလိုဝါဒီလို မို့ကျွန်တော်ရက်ကွက်ယာယီမှုနဲ့ကျွန်တော်စကားပြောမှာအုပ်ချုပ်မှုနဲ့စကားပြောစီးရင်နဲ့ကျွန်တော်စကားပြောဒါမလွန်တော့ဘူးလား ဒါအကုန်လုံးကငါခက်ထားတယ်ဆိုညာဘူးတွေပဲသူကပြောတာကမင်းတို့ထည့်ရရတယ်မထည့်ရရဒါပေမဲ့ဟိုပုံစံလေးကဲဟိုဖြစ်တရားစွဲတော့မှဒီဟိုဖြစ်ပါဆိုငါကြိုပြောထားတာခုကအကုန်လုံး ဟိုစားကျွန်တော်ပြောတာကျွန်တော်ဆိုလိုချင်တဲ့သဘောကခုနကလိုဟိုမျက်နှာတက်ညီညီမျက်လေးဟိုဝိုင်းကောက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်လည်းခံတာတယ်ဒါအများလည်းလက်ခံနိုင်တဲ့အနေအထားရှိတယ်ဒါဒီပုံစံမျိုးလေးကိုကျွန်တော်ကဟိုတင်ပြစေချင်တာအစီအဝေးခေါ်လို့ရှိရင်လည်းကျွန်တော်တို့ဖိတ်ပါကျွန်တော်တို့လည်းဝိုင်းတင်ပြမယ်ဒါကျွန်တော်ပြောဆိုလိုချင်တဲ့သဘောက တုံးငားရင်130ကျပြောပြမယ်ဒါအရင်တော့ကဈေးဒါအခုဈေးဘယ်လိုလာအောင်လဲဒါလာပို့နေပြောပြမယ်130ကျတို့အနောက်ပိုင်းအရှေ့ပိုင်းရှိတယ်ဒီဥယျာဉ်ဟိုပါထဟိုပါပဲဟိုပါလည်းပိတ်တာလေ စုပ်ပြီးတော့ အိမ်ကြီးနည်းနည်းလေးသူ့မှာဆက်နေတဲ့အတွက်ကြောင့်အိမ်တိုင်းလိုက်တော့သဘောကဒီမှာဥယျာဉ်များတဲ့အတွက်ကြောင့်အဲ့လိုမလုပ်ပါနဲ့တက်ကပြောတာ ဒါရောဖြစ် အဲ့လိုပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့စစ်စစ်အတိုင်းကိုကျွန်တော်တို့ကစစ်စစ်ဆောင်ရွက်ကြတာတကယ်လို့ညငှားကျင်တော့မှအဲ့လိုလုပ်ပါတကယ်လို့မှသူတို့ကမထက်နိုင်ဘူးလေရပါတယ်မပြောပါနဲ့ညာကြီးမပြောပါနဲ့သူရဲ့နာမည်လေးတွေတာပြီးရင်သူတို့ပဲအဓိကဦးစားပေးပြီးတော့မင်းလိုက်ပြီးတော့ဆောင်ရွက်ပေးပါမယ်ဒါလည်းသူတို့ဘက်ကအဲ့လိုမလုပ်နိုင်တဲ့သူကခလေးကိုဖြစ်နေအဲ့တော့မရတဲ့အဆုံးကိုသူတို့ကတရားဆုံးတဲ့ပုံစံတွေပါလေတက်တာဖြစ်လာနိုင် ဒါပြီးတော့လာတယ်ငါဝင်ပြန်ပြီးပြီးပါပြီးပါငွေပြီးသူတို့ကစားမဟုတ်ဘူးဒီမှာလူကြီးစင်တက်တယ်လို့က ဟိုလာပြီးတော့ဘယ်အခုဖြတ်တယ်လို့ပြီတို့ဖြတ်တယ်လို့ရဒီမှာဝါကြိုက် ဒါကျွန်တော်တို့ဝိုင်းလုပ်နေတဲ့ပုံစံမျိုးပဲမှတ်တမ်းတက်ပုံနဲ့မှတ်တမ်းတက်ပုံဝိုင်းဝိုင်းပေါ့ကွာ ကိုယ်ရက်စီလာတယ် ကြောက်ကြတယ်လားဗျာ အဲ့လိုဟောမင်းတို့အိမ်လာဆွဲမလားပြောပြဖို့တောင်းလို့လာပေးလို့ရခက်တာပဲ ဟိုဒီလိုလေးဟိုခုနကကျွန်တော်ပြောသလိုကျွန်တော်မှလည်းဓာတိုင်းလာ4000ကြီးကြတော့ကျွန်တော်တို့ကဟိုမတက်နိုင်ဘူးလေ မတက်နိုင်ဘူးပုံစံဒီလုပ်ဖို့ဒါပဲရှိတော့ဘာလဲလာပဲပြည့်ပြရနော်အများထမ်းဆောင်နေအများထမ်းဆောင်နေရ ကာပြီးလို့ရကာပြီးတာပေါ့ ကာပေးရလားကာပေးလို့မရလို့ကွာ အားမှမဖြစ်အခုဟာသူအများနဲ့ကြာ မင်းတို့မတည့်ကျန်တဲ့လူကဘာလိုက်ဖြစ်လာမယ်အဲ့လိုဖြစ်လာမယ် အခုသူတို့တူတွေကြတော့ကောက်တယ်ငါတို့တူတွေပုံကူတွေလည်းကောက်ကြတာပဲကိုညီကူမောင်မှာလည်းဒီလိုပဲသွားရတာဘယ်လိုတော့သူတို့မတက်နိုင်ဘူးမတက်နိုင်တော့အဲ့စင်းကိုတင်ပြီးမှရပါလို့ဆိုအများပြောလာမှာမင်းညီကူမောင်တော့မှကြတော့ဟာ ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်